Hello အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်မှာတော့စုပန်ရဲ့မိသားစုနဲ့အတူထွက်ပြေးခဲ့တဲ့ပုပ္ပါပကံရက်တိုခီးလေးတစ်ခုကိုခေါ်တော့မှာပဲဖြစ်ပါရှင်စုပန်ခီးတစ်လျှောက်မှာဘယ်ရီသွားတယ်ဘာတွေလုပ်တယ်ဘယ်လို skin care လေးသုံးလဲဆိုတာကိုဒီ vlog လေးမှာပြပြပေးထားတာဖြစ်လို့အားလုံးအဆုံးထိကြည့်ပေးကြပါအောင်ရှင်အားလုံးပဲမော်နီမှာအခုကတော့စုပန်တို့မနက်စောစောရန်ကုန်ကနေစထွက်တာဖြစ်ပါတယ်မိုးတွေလည်းအရန်ကိုရွာနေကဲဒါကတော့စုပန်ရဲ့ညီမလေးရဲ့အဖွားရဲ့အမေရဲ့ဖြစ်ပါတယ်အကိုကတော့သူ့ကိုဗီဒီယိုမရိုက်နဲ့မကြိုက်ဘူးဆိုလို့အမြန်လိုက်ရပါဦးရှင်ကဲအခုကတော့ပုပ္ပါတောင်ရောက်ရှိပြီဖြစ်ပါတယ်အဖွားထွက်ပဲလည်းနေပြီဆိုတော့အဖွားသွားခြင်းနေဆိုတာနဲ့လိုက်ပို့ပေးဖြစ်တာပါကဲဒါကတော့အမေပြောပြတဲ့အတိုင်းစုပန်ရဲ့အမျိုးတွေကိုအစာကျွေးနေရပါတော့တခါကြိုက်ခံပြီးနောက်ပိုင်းတော့အောက်မှာမကျွေးဖြစ်တော့အမြဲတမ်းအပေါ်ကနေပဲကျွေးဖြစ်တော့တယ်သူကလူလဲဆိုတော့လေဘေးမှာလေးမြောက်စာတွေကမြောက်စာတုပ်ကြီးကင်ထားတာကိုအဲ့လိုမျိုးလေးမဝယ်ဘူးလားမနဲ့ခဏမင်းနဲ့စိတ်နှောက်ရှက်လည်းဖြစ်ရဒါကတော့ပုပ္ပါကနေပကံကိုသွားတယ်ပြတ်တာပတ်ဆက်လန်ဖြစ်ပါတယ်ဒီလမ်းမှာတော့စုပန်အမြဲတမ်းလှူနေကြပေါ့နော်သွားတိုင်းလှူဖြစ်တယ်900ပဲဖြစ်ဖြစ်1000ပဲဖြစ်ဖြစ်စုပန်တက်နိုင်တဲ့လောက်ပေါ့နော်လူတွေကလည်းလက်တစ်လျှောက်မှာအများကြီးဆိုတော့တက်နိုင်တဲ့လောက်လေးတော့လှူဖြစ်ပါတယ်ရှင်ကဲအခုကတော့စုပန်အရန်ချရရဲ့ပကံမြို့ရောက်ရှိလိုက်ဖြစ်ပါတယ်ပကံမြို့ကလေဘယ်နှခါတော့ဘရောမှမယိုးစုပန်အရန်ကြိုက်တဲ့မြို့လေးတစ်မျိုးဖြစ်ပါတယ်ဟိုတယ်ရောက်ပါပြီရှင်စုပန်တို့တဲတဲ့ဟိုတယ်ကတော့ Orient Palace ပါအဲဒီပကံကိုလေအပန်းဖြစ်ဖို့တည်းမဟုတ်ဘူးပေါ့နော်ကန်သွားတိုင်းပေါ့နော်အမြဲတမ်းဓာတ်ပုံရိုက်ဖြစ်တယ်အခုလည်းဓာတ်ပုံလေးရိုက်ဖို့အတွက်ချိန်ထားရပေါ့နော်welcome juice လေးတောက်ပြီးတော့ဖိုတိုရိုက်ဖို့အတွက်ပေါ့စတင်ပြင်ဆင်ပါမယ်ရှင်ကဲ photo shooting လေးစပါပြီရှင်ဒီဝတ်စုံကလည်းရိုက်ခဲ့တဲ့တစ်ချောင်းမှာတော့ရအခက်ဆုံးလို့ပြောရမယ်ဘာလို့လဲဆိုတော့ဝတ်စုံအနေထားနဲ့ရောပြီးတော့မြင်းနဲ့ရိုက်တာဆိုတော့မြင်းကြိုက်မှလည်းကြောက်ရသေးတယ်ပြီးတော့လေလည်းအရန်တိုက်တယ်ပေါ့နော်ဟိုကွင်းမြင်မှာရိုက်ရတာဖြစ်တဲ့အတွက်ဆိုတော့ဖက်နှက်မစီးရတော့ဒီအောက်မှာဂန္ဓာရဆူးတွေရှိရညှောက်နေရှိရအဲ့ဆူးကတော်တော်ကိုနာလဲနာကဲစုပန်ကတော့ခီးရဲရောက်ချင်းကိုမနာဘဲနဲ့တနေ့ကုန်လျှောက်သွားတယ်ဓာတ်ပုံနေလေးရိုက်တဲ့အပြီးမှာတော့နောက်ဆုံး skin care ရမယ့်အချိန်ကိုရောက်ရှိလို့လာပြီဖြစ်ပါတယ်ရှင်အခုကတော့ makeup စဖြတ်နေပြီဖြစ်ပါတယ်ပြီးရင်တော့မျက်နှာတက်မှာပါစုပန်ကလေတနေ့ကုန်လျှောက်သွားထားတယ်အလေးတိုက်ထဲမှာလည်းအကြာကြီးနေထားတယ်ပြီးတော့ဓာတ်ပုံတွေလည်းရိုက်ထားတာဆိုတော့အသားရည်တွေကမွေးချောက်ဖြစ်ပြီးတော့ဝက်ချန်တွေတောင်ထွက်နေပြီအဲ့ဒါတွေကိုကြိုတီလို့စုပန်အရန်ကြိုက်တဲ့ Anno Night Wine လေးကိုပကံတိကိုမပါမဖြစ်ကိုတည်သွားတာပေါ့ဒီ Anno Night Wine လေးကိုစုပန်တစ်ခါအရင်ကကြော်ညာဘူးတယ်အဲ့ဒါလေးကတော့ဘူးဝိုင်းလေးပေါ့နော်အလုံး30ပါတယ်အခုလည်းအလုံး30ပဲဒါပေမဲ့ဘူးမဟုတ်တော့ဘဲနဲ့ကက်ပုံစံလေးစေးကက်ပုံစံလေးပြောင်းသွားတာပေါ့နော်ဒါလေးကလည်းတစ်မျိုးလေးကိုဒီဇိုင်းဆန်းပြီးတော့ချစ်ဖို့ကောင်းတယ်နော်Anno Night Wine လေးကစုပန်ခီးသွားတိုင်းလုံးဝမပါမဖြစ်ပဲခီးသွားတဲ့သူဆိုလို့ရှိရင်ပို့ပြီးတော့ cue ဆိုင်တင်သေးတယ်ကိုယ့်ရဲ့အသားရည်ကိုလေခီးမထွက်ဖြစ်လို့အိမ်မှာပဲနေရင်ဆိုရင်တော့မှ skin care ကိုနေ့စဉ်ပုံမှန်လုပ်ပေးတင်တယ်ဒီ Anno Night Wine ကတဘာဝ vitamin E နဲ့ကြိုကြိုပါဝိုင်းတို့ပါဝင်လို့မျက်နှာအသားရောင်မညီတာအမဲဆက်အမာရွတ်တွေအသားရည်6တွေ့တာနဲ့အရွယ်မတိုင်ခင်အရေးချောင်းတွေကနေကောက်ွယ်ပြနိုင်ပါတယ်ပြီးတော့သူကလင်းလိုက်လို့ရှိရင်တခြားဝိုင်းတွေလိုမျိုးစိတ်ကက်မှုမရှိဘဲနဲ့တင်းဆူဆူအီလေးနဲ့ရေတက်ပြေးဝနေမျက်နှာလေးဖြစ်နေအောင်အရန်သဘောကျတယ်ပိုနေတဲ့ Anno Night Wine လေးတွေကိုလည်း level ကိုပါတစ်ခါလေးလိမ့်ပေးလိုက်ပါတယ်ရှင်ညဘက်စုပန်က night wine လေးတွေကိုမျက်နှာလေးစိတ်ဝင်သွားအောင်ဒီ electric washer လေး